အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်နာမည်ကတော့ပီတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Temple or Not ဆိုတဲ့ marriage ကိုကျွန်တော်ဆော့ပြသွားပါမယ်ဒီဗီဒီယိုမှာစခင် like subscribe နဲ့ကူညီပေးကြကျွန်တော်အားလုံးတောင်းဆိုချင်ပါတယ်ဒါဆိုကျွန်တော်ဗီဒီယိုကိုစလိုက်ကြအောင် Okay ဒီဗီဒီယိုဒီမှာကြပါလဲကျွန်တော်စတော့ဒီက cloud လေးနိုင်ရမယ်ပြီးရင်နိုင်ဆိုဒီကမှာရှိရရွှေကျွန်တော်2 step လိုက်ပဲပြီးသွားမယ်ခုနတွေ့တဲ့အေးဟာလို့ကျွန်တော်ဒီရွှေတွေကျွန်တော်တွင်းတွေပြစ်ရှာရမယ်ကျွန်တော်ပြစ်ရှာလိုက်အောင်ဒီ2 stand လုံးပြစ်ရှာမယ်โอเคပြစ်ရှာလိုက်ဆိုတော့တကားပေါက်ပွင့်လာတယ်မယ်ပြီးအေးတကားပေါက်ကျွန်တော်တော့မယ်โอเคတော့မယ်ဟိုတကားပေါက်လာโอเคငိုပါစေနဲ့ငိုလိုက်toi ok ပြန်စောဒီထောက်ပြန်ငိုးမှလာပြန်စောကြည့် ok ငိုပါစနေဒီဟောတော့ ok တကားမှပြန်ပိုက်သွားပြီသူကမသိဘူး ok ပြန်ဝဲကြောက်ငိုပါစနေတော့ငိုပြန်ပြီပြောက်ကြိုက်တေအောင်မှဒီထောင်းလေးပြောက်ကြိုက်တေသူလုံးမတည်ကိုလောက်လို့ပဲတင်ပါပေါ့ရောတေးโอเคခဏတော့โอเคကျွန်တော်ပြန်စမလာပါပြီပြန်တော့မယ်ဒီတော့တော့မြင်ပြီဗီဒီယိုလေးကတော့နောက်ဆုံးခေါက်โอเคတော့ဆမ်းဒီတစ်ခေါက်မရကျွန်တော်တို့ဗီဒီယိုအပ်ပါပြီโอเคပြန်စမ်းကြည့်မယ်ပြန်ငိုမှာငိုပြန်ပြီလို့တေးအောင်ပါโอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်